ကျန်တာပတိနေ့17ရက်9လ2013စင်ကာပူနိုင်ငံစိန့်ဂျွန်ကျွန်းကြီးမှာဒုတိယအကြိမ်မြောက်ကျင်းပပြုလုပ်အပ်သောမဟာစီဝိပဿနာအလုပ်ပေး9ရက်တရားစခန်းကြီးရဲ့ဆဋ္ဌမမြောက်6ရက်မြောက်တဲ့နေ့ညနေ6နာရီမှာတရားနာပရိသတ်ပေါင်းသူတော်ကောင်းများအတွက်ဝါမိကတုတ်ကြီးကိုတောင်ပေါ်ကြီးဥပမာဆိုတဲ့အမည်နဲ့ဟောကြားမယ်တောင်ပေါ်ကြီးဥပမာတရားတော်တောင်ပေါ်ကြီးကိုဥမာပြုပြီးတော့ဟောထားတဲ့တရားတော်ဖြစ်လို့တောင်ပေါ်ကြီးဥပမာဝါမိကတုတ်ဒီတရားတော်ဟာမစ္စည်းမနိကေမူလပါဏာတဩပမ္မဝက်မှာသံဃာယတနာတင်ထားပါတယ်ကျေးဇူးတော်ရှင်မဆီဆရာတော်ဘုရားကြီးဝါမိကတုတ်တော်ကြီးကိုဟောလဲဟောထားတယ်ပြန်ပြီးတော့လည်းပဲစာအုပ်ထုတ်ရေးထားဆရာတော်ဘုရားကြီးရဲ့စာအုပ်မှာတော့အစုံလင်ပေါ့လေအကုန်လုံးပါပါတယ်ဆရာတော်ဘုရားကြီးရဲ့တရားစာအုပ်ဖတ်ပြီးတော့ဦးဇင်းတို့ဉာဏ်မိသလောက်ပြန်ပြီးတော့ဟောကြားမဲ့တရားတော်ဆရာတော်ကြီးတော့စုံမှာမဟုတ်ဘူးအသေးစိတ်သိလို့တယ်ဆိုရင်ကျေးဇူးတော်ရှင်မဆီဆရာတော်ဘုရားကြီးရေးသားထားတဲ့ဝါမိကတုတ်စာအုပ်ရှိပါတယ်အဲဒီစာအုပ်ကိုလေ့လာကြပါတရားတော်မဟောကြားမီမနာကြားမီဟေရဏမြတ်သုံးပါးကိုပူဇော်ကြရအောင်ဦးဇင်းကပူဇော်မဲ့သူတော်ကောင်းတို့ကအာယုံပြုတ်ပြီးတော့လိုက်ပြီးတော့စိတ်ထဲကပူဇော်ကြရာဂာတိစေတမလညာနာခကံတတိတမညာဖလကာဘိဂာဟံတိလောကလင်္ကာရဝိဘူတိတံနမမိဘိညာဝရမိဋ္ဌုပေတံရာဂာတိစေတမလညာနာခကံရာဂအစရှိသောကိလေသာတို့ကိုဖြတ်တတ်သောအငြိအကျေးမတင်းတန့်စင်သောအရဟတမေဉာဏ်တန်လျက်လည်းရှိတော်မူပေထသောတတိတမညာဖလကာဘိဂာဟံတမတတိအမိရှိသောကာကိုမြဲစွာကင်ဆွဲတော်မူပေထသောတိလောကလင်္ကာရဝိဘူတိတံသီလအပေါင်းဤဟူသောခြဝတ္တန်သာတို့ကိုဝစ်စင်တော်မူပြီးထသောအဘိညာဝရမိဋ္ဌုပေတံမြတ်သောအဘိညာဉ်တကူတော်ပေါင်းနှင့်ပြည့်စုံတော်မူပြီးထသောတံမှုနေနံငါမအောင်မြင်ထိုမြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီးကိုအဟံဘုရားတပည့်တော်သည်မယံဘုရားတပည့်တော်တို့သည်နမောနမိနမမဣန္ဒြိပရုံလက်ကြာငုံဖြင့်ကြည်ယုံညှို့ခိုက်အာယုံဆက်၍ဥတိုင်ညွတ်ကျိုးလွန်မြန်နှုတ်လျက်ယူသေးစွာရှ िख ိုးကြောပါဤမြတ်စွာဘုရားမြတ်စွာဘုရားရဲ့တရားတော်တွေဟာဆင်းရဲဒုက္ခအပေါင်းမှလွတ်ငြိမ်းအောင်ဆောင်ရွက်ပေးနိုင်တယ်ဆင်းရဲမျိုးစုံအခက်ခဲမျိုးစုံပူပန်မှုမျိုးစုံအားလုံးတို့မှလွတ်မြောက်စေနိုင်တယ်နေယန္တိကဂုံလို့ခေါ်တာတရားဂုံတော်6ပါးအဲ့ထက်မှာနေယန္တိကဂုံထုတ်ဆောင်ကဲတင်နိုင်တဲ့စွမ်းရည်ရှိတယ်အဲ့ဒါကိုအကြောင်းအကျိုးအနေနဲ့ပြောလို့ရှိရင်ဆင်းရဲမျိုးစုံပူပါမှုမျိုးစုံခက်ခဲမျိုးစုံတို့မှာဘာဖြစ်လို့ထုတ်ဆောင်ကဲတင်ပြီးတော့ချမ်းသာတဲ့နေရာကိုပို့ဆောင်နိုင်လဲဆိုတော့လူတမန်တွေမသိနိုင်တဲ့အမှန်တရားတွေကိုသိမြင်နိုင်လို့တာမန်လူတွေမသိနိုင်အမှန်တရားတွေမသိတော့အမှားတွေသိကြ
Mandaya Madi Amadira Yoiru Jabubida Sakalome Voisa Ay Mandaya Madi Amadiro Madaya Ade the Bodia Rigu Dayare Machicken Ade the Bodia Rigu Chicken Sierra the Bodia Rigu Chana Re Lutine Jaumian Pip Amiadi on Join Mamere the Bodia Rigu Mere Lutine Sierra the Bodia Rigu Chana Re Lutine Sumia the Bo and hit Tara Mishide the Bo Adagon Dagon Libya on Hode the Bo Adagon Dagon Libya on Shide Suya de Nitara Shide Lu Piaumian Miena Jusari Maja Usari Maro Madaya de the Bogu Daya Machicken at the Bogu Chicken Sierra Lebe Chana de Lutin or Piaumian Pido Yesile Lama the Luboli, Dwajanaga she Dwajane Lama Kajaro Anogu she Timmy Dwa Dwada Miaha, she me of who no pay up, Upama Boli. Eddie Lube, Tatwari ha. Pia and the go job jara, Jibe Boda Bala Mam Hobo, Bebala, Pelu Mube Pipi. Piriani and the go senior go job jare, Madui Luja, Luchenya. Todo lebe Loda Miaha, Miado Absent, Toka Yopu, Jibe. Usari Ma, Dimini Maja. A Jidro Shin, Tidagu Sierra of Shia, Boat Dam Boma Bavare. Mesa think about your Mesa Dadana Pshede. A Twitcham Maro, a Dimian Ma. A Dimian Maro, a Netara Meshide, a Carigo, a Nilutine. Netara Riguro, a Nilu, Matijao, a Nico Galutine, a Gago, Nilutine. Ido Chana de Chanama, Lumiamu, Simman Diari, Mayan Nainobu. Adari Dara Medino, Dari Sadara, Dadino. Dedaram Nadi Gisandi, Mesa think about Gosara. Mesa think about Gosara, Mayune, Jansilin, Jesaya, Ayon Shivi, Nija Begono. Yenera Jinluyo Nabata Dawado di Adarisa Nisain Kaima Mishire Maduro, Diana Lebe Tara Madino, Nidara Shidelu, Matinga, Nija Legoi Tarisa Nidara Subom Turogondu, Dianega, Adara Dadino Nidara Meshibu Yelu, Matinga, Nija Legoi Te together a Nico Agago Nilu, Biaumian Minyade, Toduro di Mesa think about Gosara, Mayune, Jansilin, Jesaya, Ayon Shivi, Nija, Bego Noja Taram Dage and Nisse and Niman Pide, Dila Damari, Biena Media Podia Niban, Deadi Hudo, Nitara, Dearigo, Nari Gesandi, Lesso Legai. By my me, Mayashi, Nanya, Legom, Daddy. Mesa Denga Baja, Mesa Dadana Pieto, Mesa Dadana, Mesa Dativa, Dadana, I mean, Mesa Denga Baja, Mesa Dadana, Adimian, Mare Kajaro, Biosuri, Logaini, a Golo Ma. Pisinaga Chama Chana de Gene Chana de Gene bought the Gapido, Tokari, Pija Chana the Ku Memo, Mujo, Bubu Yoga, Lutu Miaro Toka Benle, Jedi, Yuedaima Bibaraga Yata Budanya loco, the whole time hand on Maduro Shin. Yiveragaro, Senior Lupo Chanabo. Pidaga, senior doing nether and network. Chanaria yo, be senior, mia,
မိကတုံမှာတော့ဒါမပါပါဘူးသို့တော်လည်းပဲဝါမိကတုံနဲ့သက်ဆိုင်တယ်ဝါမိကတုံဟာဘသူကိုဟောတာလဲဆိုတော့တောထဲမှာအပြင်းထန်တရားအားထုတ်နေတဲ့အရှင်ကုမာရကတ္တပဗြဟ္မာကြီးကပု္ပ္ပာတွေလာမေးလို့အဲ့ဒါမြတ်စွာဘုရားကိုပြန်မေးလျှောက်မြတ်စွာဘုရားကပြန်ဖြေကြတာဒီတုတ်ရတဲ့ဘောကတရားကိုကြိုးစားအားထုတ်တဲ့ပုဂ္ဂိုလ်တွေအတွက်နောက်ပြီးတော့ဗုဒ္ဓစရိတ်သမားများအတွက်ဉာဏ်ပညာနဲ့သုံးသပ်ရတဲ့သဘောဉာဏ်ပညာကိုအစွမ်းကိုသုံးချရမယ်တရားသမယိုးကြလေးပေါ့ပေါ့ရှန်ရှန်လေးနဲ့နှလုံးသွင်းလို့မရဒါနကုသိုလ်ကောင်းမှုပြုတယ်တနေ့ကျရင်နိဗ္ဗာန်ရောက်မှာပဲပေါ့ပေါ့ဆာဆာလေးနဲ့တော့မရနည်းနည်းကိုဉာဏ်ကိုအစွမ်းကိုအသုံးပြုမှနားလေသဘောပေါက်နိုင်တယ်ယောဂီတို့ကတရားတွေအားထုတ်နေကြတော့ထိုင်လျောက်ဉာဏ်ပညာတွေပွင့်လင်းနေကြဗုဒ္ဓဘာသာဟာအမတန်ဖိုးတန်တယ်သူတော်ဟာကိုဘာသာမလို့ကိုမြောက်ပြောတယ်ဒါလို့မဟုတ်ဘူးမြတ်စွာဘုရားဟောကြားတဲ့တရားတော်တွေကိုတကယ်လိုက်နာတကယ်သိသွားရင်လူတမန်တွေအမတန်တတ်မဲ့တဲ့အရာတွေကိုမတတ်မဲ့ပဲနေနိုင်တယ်လူတမန်တွေအမတန်စိတ်ဆိုးပြစ်မှားတဲ့အရာတွေကိုပြုံးပြုံးလေးနဲ့သိကြီးခံနိုင်တယ်လူတမန်တွေမသိတဲ့တရားတွေလောကီပညာတွေနဲ့ဘယ်လို့မှမသိနိုင်တဲ့အရာတွေကိုအတားလေးသိနိုင်တယ်ဥပမာဆိုပါတော့အခုလောကီပညာစက်မှုလက်မှုတွေအများကြီးတိုးတက်နေစက်မှုလက်မှုတွေတိုးတက်နေပေနဲ့လို့ဒီပတ်ဝန်းကျင်မှာနတ်တွေရှိတယ်ဆိုတော့စက်ကရိယာတွေနဲ့ကြည့်လို့ရပါမယ်ဗုဒ္ဓဘာသာမှာတမာတိလုပ်ငန်းတွေလုပ်ရင်သိနိုင်တယ်တဲ့တာမန်အနေနဲ့ပြောလို့ရှိရင်အမတန်ကျေလောင်တဲ့အတန်တွေလေးမြန်တန်တွေသင်္ဘောတန်တွေမှာကြားမြတ်စွာဘုရားတရားတော်ကိုလိုက်နာလို့တမာတိတွေအားကောင်းရင်ပယောစိတ်တွေပြောတဲ့စကားတော်ကြားရတယ်တာမန်လူတွေမလိုက်နိုင်ဘူးပေါ့အဲ့ဒီလိုတာမန်လူတွေမလိုက်နိုင်တဲ့ဉာဏ်ပညာရှိလို့လည်းပဲတာမန်လူတွေမပယ်နိုင်တဲ့တဏှာကိုပြတ်ပြတ်သားသားပယ်နိုင်တယ်တာမန်လူတွေမပယ်နိုင်တဲ့ဒေါသကိုဗုဒ္ဓဘာသာတရားရတဲ့ပုဂ္ဂိုလ်တွေပြတ်ပြတ်သားသားပယ်နိုင်တယ်တာမန်လူတွေဘလို့မှမတွန်းလှန်နိုင်တဲ့မောဟအဝိဇ္ဇာကိုပြတ်ပြတ်သားသားပယ်စွန့်နိုင်တယ်ဒါကြောင့်မလို့ထေရဝါဒဟာဘယ်ကိုရည်ညွှန်းလဲဆိုအဓိကယထာဘုဒ္ဓဉာဏ်ခြေကံပေါ့ပန်းနိုင်ကတော့နိဗ္ဗာန်ပေါ့အဲ့ဒီနိဗ္ဗာန်ရဖို့ဟာအခြေခံကယထာဘုဒ္ဓဉာဏ်ဟုတ်တိုင်းမှန်စွာသိမှကုသိုလ်အောင်တို့တရားတွေနာကြတရားတွေလေ့လာကြတရားတွေကြိုးစားကြတာအဓိကယထာဘုဒ္ဓဉာဏ်ရဖို့ဟုတ်တိုင်းမှန်စွာသိဖို့ဟုတ်တိုင်းမှန်စွာသိပြီးဆက်ကြိုးစားမယ်ဆိုရင်ဝိပဿနာဉာဏ်နဲ့အစဉ်သင်တဲပြီးတော့တာမန်လူတွေပျော်တဲ့32ဖုံမပျော်တော့ဘူးညှိငွေလာပြီအဲ့လိုညှိငွေတော့တာမန်လူတွေမစွန့်နိုင်တဲ့အာယုံ၅ပါးကာမဂုဏ်တရား32ဖုံကိုစွန့်လွတ်နိုင်တယ်စွန့်လွတ်ခြင်းရဲ့ရတ္တဗုဒ္ဓဘာသာမှာပဲရှိတယ်တာမန်လူတွေဟာသိမ့်ပိုက်ခြင်းမှာပဲရတ္တကိုတွေ့ကြရတ္တဆိုတာမျက်နှိုးဝယ်ရပေါ့နှစ်သာရသဘောရမှုသိမ့်ပိုက်မှုသိတ်ကောင်းတယ်ရရင်သိတ်ကောင်းတယ်ဒါပေမဲ့ဗုဒ္ဓဘာသာရည်ညွှန်းထားတာကစွန့်လွတ်မှုရဲ့ရတ္တဟာသိမ့်ပိုက်မှုရတ္တတဲ့ပို့ပြီးတော့မြတ်တယ်ပို့ပြီးတော့အားကောင်းတယ်သိမ့်ပိုက်မှုဟာလောဘပေါ့စွန့်လွတ်မှုဟာအလောဘအလောဘကနိဗ္ဗာန်ကိုပို့တယ်ချမ်းသာစေချမ်းသာမှနိဗ္ဗာန်ကိုပို့တယ်လောဘကပြစ္ဆုတ်ပံမှာလည်းဘေးရန်အန္တရာယ်များနိုင်တယ်လောဘနဲ့တည်ရင်ပိဋ္ဌာပြီးရောက်နိုင်တယ်တန္တရာမှာလည်းမထွက်ဖဲနဲ့တန္တရာလဲနိုင်တယ်လောဘနဲ့ပတ်သက်လို့ရရှိလာတဲ့တာယာဘော်လေးတွေကိုလည်းပဲတာယာကြအဲ့ဒီတာယာဘော်ရဲ့နောက်မှာ
တာယာဘောရဲ့အတ္တာဒတာယာဘောရဲ့နောက်မှာအာဒီနဝတွေရှိတယ်အပြစ်တွေအာယုံ၅ပါးကာမဂုဏ်တရားဟာတာယာဘောကောင်းပါတယ်တဲ့တာယာဘောမကောင်းဘူးမဆိုလို့ပါဘူးကောင်းပါတယ်ဒါပဲနဲ့အပ္ပတာရာတဲ့တာယာဘောနည်းနည်းလေးဘဟုဒုက္ခဘဟုပါယတာဘဟုအာဒီနဝဆင်းရဲတွေကများတယ်တဲ့ပင်ပန်းမှုတွေကများတယ်တေချာတွေးကြည့်ရင်ပေါ်ပါတယ်အပြစ်တွေကများတယ်ဒါတွေရှေ့ပိုင်းကဘာဖြစ်လို့ပြောလဲဆိုတော့တောင်မိုကြီးဥပမာသွားတဲ့အခါမှာဉာဏ်ပညာနဲ့အစွမ်းကုန်သုံးချမှာဒါရှေ့ရနေအခြေပြိုးပေါ့စွန့်လွတ်ခြင်းရဲ့ရတ္တမြင်အောင်နှလုံးသွင်းရမယ်စွန့်လွတ်ခြင်းဆိုတော့လောလောဆယ်သိအားဆိုရင်တော့ဒါနပေါ့စွန့်လွတ်တဲ့သဘောသီလလည်းပဲစွန့်လွတ်တာပဲငါးပါးသီလကိုမဟာဒါနလို့တောင်သုံးတတ္တဝါတွေကိုဘေးမဲ့ပေးတာကျန်တဲ့ဗြဟ္မစရိယအကျင့်တွေဆိုရင်လည်းကာမဂုဏ်တွေစွန့်လွတ်တာစွန့်လွတ်မှုသီလသမารိပညာအကုန်ပါသွားတာစွန့်လွတ်ခြင်းရတ္တဟာမတန်နှစ်သာရရှိချမ်းသာစေချမ်းသာမှန်ကိုပို့ပေးနိုင်နိဗ္ဗာန်မရောက်ခင်မှာလည်းပဲလိုချင်လို့ရတဲ့ပစ္စည်းတွေမလိုချင်လို့ရတဲ့ပစ္စည်းတွေကပို့ပြီးတော့မွန်မြတ်တယ်ပို့ပြီးအားကောင်းတယ်မမျော်မှန်းမိမဲ့လို့မမျော်မှန်းတာတွေအကုန်လုံးပြည့်စုံစေနိုင်တယ်ဒါကနည်းနည်းသိဖို့ဟိုလောကမှာဆိုရင်ဂံဗီရပြောကြတယ်လက္ခဏာတို့ဘေဒင်တို့နက္ခတ္တာယာတွေတို့ဒါတွေကိုဂံဗီရသုံးညသူနေရာနဲ့သူတော့နည်းနေတာပေါ့သို့တော်လည်းပဲသစ္စာလေးပါးရဲ့နည်းနည်းမှုမမိပါဘူးသစ္စာလေးပါးတရားသိတာလည်းဂံဗီရအတိဂံဗီရအလွန်နည်းနေတယ်သစ္စာလေးပါးသိဖို့အတွက်ပါရမီတွေအများကြီးဖြည့်ရတယ်စွန့်လွတ်မှုတွေအများကြီးစွန့်လွတ်ရတယ်ကိုယ်တိုင်လည်းသိဖို့အများလည်းသိစေဖို့အမတန်နည်းနည်းခက်ခဲတာဟာဒီအမှန်တရားတွေသိဖို့ပဲဥပမာဆိုပါတော့လောကကြီးဟာတတ္တဝါတွေကိုတရားဟောနေတယ်ဗဂရိမျက်စိဗဂရိနားနဲ့ဆိုရင်တော့ဗဂရိအမြင်မဲ့မြင်မှာပဲတစ်ပင်နေကျွန်းနေပင်လေတွေသင်္ဘောတွေတိုက်တွေမြတ်စွာဘုရားရဲ့တရားတော်အနေနဲ့ကြည့်ကြရအောင်ဘောအဆက်ဆက်ကပါရမီဖြည့်ထားတဲ့ပုဂ္ဂိုလ်တွေဆိုရင်တာမန်လူတွေမြင်တဲ့အမြင်နဲ့မတူတာမန်လူတွေကတော့တာမန်အမြင်ပဲမြင်တယ်အရိယာသူတော်ကောင်းတွေပညာရှိတွေဆိုရင်အမြင်ကတခြားစီပဲရှင်တိတ်တဆိုတဲ့တာမဏေလေးယဟန္တာဖြစ်သွားမြတ်စွာဘုရားခေါ်ပြီးတော့တောင်တန်းပေါ်တက်သွားจิตသားဟိုးကလှမ်းကြည့်တော့ဘာတွေ့တယ်လဲပင်လေကြီးတွေ့ပါတယ်ဘုရားအဲပင်လေသမုဒ္ဒရာကြီးကိုတွေ့တော့จิตသားစိတ်ထဲမှာဘလို့နေတယ်လဲဘုန်းတော်ကြည့်တော်မူသောမြတ်စွာဘုရားဒီပင်လေကြီးတွေ့တော့တပည့်တော်တို့ဘဝအဆက်ဆက်ကကြာခဲ့ရတဲ့မျက်ရည်တွေသွေးတွေဟာဒီပင်လေသမုဒ္ဒရာမကမျက်ရည်တွေကြာခဲ့ရတယ်သွေးတွေကြာခဲ့ရတယ်အဲ့ဒီလိုတပည့်တော်မြင်ပါတယ်ဗျာမြတ်စွာဘုရားတာရုခေါ်တယ်တာမန်လူတွေကတော့ပင်လေသမုဒ္ဒရာဒါပဲသိမှာပဲကမ်းခြေလေးကตายာဆရာလေးပဲလေလေးတွေကအေးမြတယ်စသည်အဖြစ်ตายာဖို့လောက်ပဲမြင်ညဒီပင်လေတွေဟာတတ္တဝါတွေကိုတရားဟောနေဉာဏ်နာနဲ့ဆိုရင်နားလို့ရတယ်ကျွန်တော်ဘဝအဆက်ဆက်တည်လို့ကြာခဲ့ရတဲ့မျက်ရည်တွေသားတွေသမီးတွေဇနီးတွေခင်မွန်းတွေဆုံးမလို့ပြဿနာတရားတွေကြောင့်ကြာခဲ့ရတဲ့မျက်ရည်တတ္တဝါတူတယောက်ရဲ့ကြာခဲ့ရတဲ့မျက်ရည်တွေကိုတကိုးနဲ့စုထားမယ်ဆိုရင်သမုဒ္ဒရာလေးစင်မကတော့ဘူးဒီပင်လယ်လေးကတေးသေးလေးပဲသမုဒ္ဒရာလေးစင်မကတော့ဘူးတဲ့
တော်အောင်တို့သေချာတွေးကြည့်တန်တရာကျင်လေရတာအမတန်ကြာပြီးအမတန်ဒုက္ခများခဲ့တယ်ဆိုတာခံမှန်းလို့မရဘူးလားအဲ့ဒါဉာဏ်ပညာပဲမြတ်စွာဘုရားပေးတဲ့ဉာဏ်ပညာပဲအဲ့ဒါပဲဆက်တွေးကြည့်ပါဦးဘာဖြစ်လို့ဒီလောက်တောင်ကြာကြီးကျင်လေဘာဖြစ်လို့ဒီလောက်တောင်မျက်ရည်တွေများခဲ့ရတယ်လဲတရားဓုတရားမြတ်မရလို့မလားတနည်းအားဖြင့်အဝိဇ္ဇာတဏှာကိုမပယ်နိုင်လို့အများသွားတယ်လို့ပဲသွားတာပဲအများစားတယ်လို့ပဲစားတာပဲအများခံစားတယ်လို့ပဲတို့လည်းအများလိုပဲခံစားခဲ့တာအဲ့တော့အများကျင်လေတယ်လို့တို့လည်းကျင်လေခဲ့ရအများသေးတယ်လို့သေးအများငိုတယ်လို့ငိုအများဒုက္ခရောက်တယ်လို့ရောက်အများအပယ်သွားတော့ကိုယ်လည်းရောပါသွားမြုပ်လိုက်ပြန်ပေါ်လာလိုက်အဲ့ဒါတကောပိညင်နဲ့စုထားမယ်ဆိုရင်ဒီမျက်လုံးလေးနှလုံးကထွက်ကြတဲ့မျက်ရည်တွေဟာအဖေသေးလို့အမေသေးလို့သားသေးလို့သမီးသေးလို့ဇနီးသေးလို့ခင်မွန်းသေးလို့ချစ်ခင်တဲ့သူတွေနဲ့ကိုယ်ကွင်းရလို့အလုတ်ကိုင်းနေအစင်မပြေလို့မျိုးမျိုးပေါ်လေကြခဲ့ရတဲ့မျက်ရည်တွေဒီတဘဝမှာစုထားတော့မနေဘူးထိုက်လျောက်မရဘူးလားအဲ့ဒါတွေဟာတော်တို့တောကပရိဒေဝတွေသောကပရိဝဒီဘဝမှာတော့မှနည်းနည်းများနေလို့ရှင်ဘဝပေါင်းများစွာဆိုရင်ဗုဒ္ဓရာ၄ဆင်းအရည်မကတော့ဘူးတဲ့တတ္တဝဒုတိယကြားခဲ့ရတဲ့မြိတ်အရှင်ဒိဋ္ဌအမထေသတင်းသုံးတဲ့ခြိုင်ဝမ်းကြီးရောက်သွားတော့จิตသားဒီခြိုင်ဝမ်းကြီးကဒီခြိုင်ဝမ်းကြီးမှာจิตသားသတင်းသုံးသလားမှန်ပါတယ်ဘုရားဓမ္မသတင်းသုံးပါအဲ့ခြိုင်ဝမ်းကြီးကိုမြင်တော့จิตသားစိတ်ထဲမှာဘယ်လိုနေသလဲတန္တရာဆက်ဆက်ကတပိတော့ကျင်လေခဲ့ရလို့တေလို့အလောင်းတွေကိုထပ်ထားမယ်ဆိုဒီခြိုင်ဝမ်းကြီးမကတော့ပါဘူးဗျာအဲ့ဒီလိုစိတ်ထဲမှာထင်ပါတယ်မြတ်စွာဘုရားတာရုခေါ်တယ်ဒါကြောင့်မလို့တောင်းလန်းနေတောတွေမြေကြီးတွေဟာဉာဏ်ပညာနဲ့တွေးမယ်ဆိုရင်ဒါကိုသိဘူးတဲ့နေရာတွေကြီးပဲမသိဘူးတဲ့နေရာမရှိဘူးလူဖြစ်ရတယ်မဟုတ်ဘူးတိရစ္ဆာန်လေးဖြစ်ပြီးတော့သိခဲ့တယ်ပိတ်တာတွေဖြစ်ပြီးတော့သိခဲ့တယ်မျိုးမျိုးပဲသိခဲ့တာပဲထပ်နေပြီခဲငါဘာလူတဲစုမကဖရာတော်မှာအများကြီးပဲဖရာတဆူပွင့်မို့လဲကြာကြီးပဲအဲ့တော့ဒုသုံးဟာတွေဒုက္ခရောက်ခဲ့တာမများဘူးလားအလမေဝနိဗ္ဗိန္တိတုံဟိုကောသလမင်းကြီးရဲ့ဆွေမျိုးတွေဗဒ္ဒဝဂိညီနောင်တွေမြတ်စွာဘုရားဟောတာအလမေဝနိဗ္ဗိန္တိတုံညင်းငွေဖို့ငါတင့်လှပြီအလမေဝဝိရစီတုံတတ်မဲ့မှုကင်းခြင်းငါတင့်လှပြီဒုက္ခတွေကိုမြင်လာလို့ရှိရင်ညင်းငွေခြင်းနဲ့စိတ်တွေပေါ်လာထို့အတူပဲတခါမြတ်စွာဘုရားจิตသားတော်ဓမ္မနေတော့ကြားလေခြင်းသေးတွေအတန်ကြားတော့จิตသားမကြောက်ဘူးလားဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရားကြားလေခြင်းသေးတွေအတန်ကြားတော့တောဟုသောအမှတ်နဲ့အလွန်မွေ့လျော်ပါတယ်ဘုရားတာမန်လူတွေနဲ့မကွာဘူးလားအဲ့ဒါအသိမြင်ကွာတော့ယူဆတွေအကုန်ကွာတာမန်လူတွေကတော့လူအများကြီးနဲ့နေရမှပျော်ကြသူတော်ကောင်းတွေကတော့လူနည်းလေကောင်းလေပဲတယောက်တည်းနေရလေကောင်းလေပဲများတော့အာယုံပြားတယ်တောဖြစ်နေမွေးလျော်တယ်တဲ့သဗ္ဗညုတမြတ်စွာဘုရားများတောထဲမှာပဲမွေးဖွားကြတောထဲမှာမွေးဖွားပြီးတော့တောထဲမှာပဲတရားကျင့်တောထဲမှာပဲဖျားဖြစ်တောထဲမှာပဲဓမ္မစကြာဟောတယ်များသောအားဖြင့်တောထဲမှာပဲတရားတွေအများကြီးဟောတယ်ပရိနိဗ္ဗာန်ဆန်တော့လည်းဘယ်မှာဆန်လဲတောထဲမှာပဲသူတော်အဲ့ဒါမလို့ဝဏဝဏသာတောရဲ့ဂုံဘုတ်တွေခါထား60တောင်မြတ်စွာဘုရားဟောထားတာရှိအဲ့တောတောင်ကိုမွေ့လျော်တယ်ဆိုတာအာယုံ၅ပါးကာမဂုဏ်တရားကိုရှောင်ရှားလို့တဲ့ပုဂ္ဂိုလ်တွေတောဟုသောအမှတ်နဲ့မွေ့လျော်တယ်တရားအဖို့သာရေးကြည့်တယ်လူအဖို့တဲ့တရားအဖို့ဟာရေးကြည့်တယ်အဲ့လိုနည်းနည်းတဲ့အသိဉာဏ်တွေရှိတော့
ပါရမီရင့်ကျက်တဲ့ပိစိကဗုဒ္ဓအလောင်းတွေဆိုရင်အင်းကြီးရွက်ကလေးကြွေကြတာကိုမြင်တာနဲ့ပဲအိဋ္ဌဒုက္ခအနတ္တထင်ပြီးတော့တထိုင်နဲ့ပိစိကဗုဒ္ဓယဟန္တာဖြစ်ကြသာသနာ့ဘမှာဆိုတော့ပိစိကဗုဒ္ဓပေါ့နွားတွေခွေတာကိုမြင်တာနဲ့ယဟန္တာဖြစ်ကြတယ်ပိစိကဗုဒ္ဓဖြစ်ကြတယ်တိန်းနေစွန်နေသားတဲ့ချီလို့ဝိုင်းပြီးတော့လူကြရက်ကြအဲ့သားတွေကိုလွတ်ပြီးပြန်သွားတော့လွတ်သွားတယ်အဲ့ဒါကြည့်ပြီးတော့ယဟန္တာဖြစ်ကြတဲပင်ကြီးနှစ်ပင်တပင်ကအသီးတွေအများကြီးပဲတပင်ကအသီးမရှိဘူးမင်းကြီးတစ်လုံးလောက်ခူးစားပြီးတော့ဆင်မောတစ်လုံးလောက်ခူးစားပြီးတော့ဥယျာဉ်ကစားသွားပြန်ထွက်လာတော့အသီးရှိတဲ့အပင်ကအကုန်လုံးကျိုးပဲပျက်စီးအသီးမရှိတဲ့အပင်ကတော့ညောင်မင်းကြီးလိုပဲဘာမှမပျက်စီးဘူးအဲ့ဒီပင်နှစ်ပင်ကိုကြည့်ပြီးတော့သာသနာ့ဘမှာပိစိကဗုဒ္ဓဖြစ်တယ်နောက်ပြီးတော့မိဖုရားငယ်လေးပေါ့မိဖုရားငယ်လေးနန္ဒသွေးတဲ့တစ်ဖက်မှာလက်ကောက်တခွင်းသည်အတမမြူနောက်မိဖုရားကြီးလာပြီးတော့သွေးတဲ့လက်ကောက်တွေအများကြီးပဲအဲ့နန္ဒသွေးတာကိုကြည့်ပြီးတော့ယဟန္တာဖြစ်တယ်ဆိုတော့တို့အံ့ဩဖို့မကောင်းဘူးလားမြတ်စွာဘုရားတရားတော်တွေဟာနည်းနည်းတယ်ဖြစ်နိုင်မယ်လို့မထင်ကြိုးစားရင်ဖြစ်တယ်တော့အဲ့ဒါဘာရဲ့အရာလဲဆိုတော့ဉာဏ်ပညာရဲ့အရာပဲဉာဏ်ပညာရှိရင်အဲ့ဒီလိုထူးမြတ်တဲ့တရားတွေရနိုင်တယ်ဒါကြောင့်မလို့ဉာဏ်ပညာလိုလားကြတဲ့သူတော်ကောင်းများဉာဏ်ပညာနဲ့ကိုနှလုံးသွင်းပြီးတော့မြတ်စွာဘုရားတရားတော်မှတ်သားပြီးကြိုးစားမြတ်စွာဘုရားတာဝတိပြေမွန်ဇေရွန်ရွှေကျောင်းမှာကြေးအောင်မွေးလျော်စံပြောနေတော်မူတဲ့ချိန်ခါမှာအဲ့ဒီဇေရွန်ကျောင်းတော်ရဲ့မြောက်ဘက်မှာအန္ဓတော်ကြီးဆိုတာရှိတယ်အန္ဓဝနတော်တော်ကိုနဲ့ရှိုင်းနဲ့လူသူရောက်ပေါက်မရှိဘူးဝိဝေကစိတ်ငြိမ်လို့တဲ့စိတ်ငြိမ်မှုကိုလိုလားတဲ့ယဟန်တော်တွေဘိက္ခုနီမကြီးတွေအဲ့မှာသွားပြီးတရားထုတ်ကြဒါဖေရလက်ထက်ကပေါ့လေကျေးဇူးတော်ရှင်မာသီဆရာတော်ဘုရားကြီးရဲ့စာအုပ်ထဲမှာအခုချိန်မှာတော့အဲ့တော်ကြီးကမရှိတော့ပါဘူးလေခွင်းတွေရာခင်းတွေအကုန်ဖြစ်ကုန်ပြီတဲ့အနိစ္စသဘောတွေပေါ့ဟိုတုန်းကတော့အမတန်မှစိတ်ငြိမ်တဲ့တော်ကြီးပေါ့အဲ့တော်ကြီးထဲမှာရှင်ကုမာရကတ္တပဆိုတဲ့မထေရဘာတရားအထုတ်လို့တော်တော်နဲ့ညာမတက်ဘူးပင်မန်းအဲ့ဒါတနေ့ကျတော့ညဘက်မှာမြမာကြီးတူရောက်လာတယ်ကိုအောင်ကိုပါထုံးလင်းတောက်ပသွားယဟန်အာမေတိတ်တန်နဲ့ပေါ့ယဟန်ဒီနားမှာတောင်မိုကြီးတစ်ခုရှိတယ်အဲ့တောင်မိုကြီးကညဘက်ကျတော့မိကိုတွေလွတ်တယ်နေကင်းကျတော့မိတွေတောက်တယ်အဲ့ဒါဆရာပုံနာကြီးနဲ့တပည့်လေးကဒီတောင်မိုကြီးကထူးဆန်းတယ်ဆိုပြီးတော့လာပြီးတော့ဆရာပုံနာကြီးကတပည့်လေးကိုပေါက်တူးနဲ့ဒီတောင်မိုကြီးကိုဖြိုခိုင်းတယ်အဲ့တောင်မိုကြီးကိုပေါက်တူးနဲ့တူးဖြိုတဲ့အခါကျတော့တပည့်လေးကတူးဖြိုတော့ပထမဦးဆုံးဘာတွေ့လဲဆိုတော့တကားမင်းတို့တွေ့တယ်ဆရာကြီးတကားမင်းတို့တွေ့တယ်အဲ့မင်းတို့ကိုဖယ်ပြီးဆက်တူးတပည့်လေးမင်းတို့ကြီးဖယ်ပြီးတော့ဆက်တူးတဲ့အခါကျတော့ဖားတွေ့တယ်ဆရာကြီးအဲ့ဖားဖယ်ပြီးဆက်တူးတဲ့အခါကျတော့လမ်းကွနှမွာတွေ့အဲ့လမ်းကွနှမလည်းဆက်တူးလမ်းကွနှမတွေ့ပြီးဆက်တူးတဲ့အခါကျတော့ဆပ်ပြာရေစစ်တွေ့တယ်ရေစစ်တွေ့တယ်ဖယ်ပြီးဆက်တူးတဲ့အခါကျတော့လိတ်ကလေးတွေ့အဲ့လိတ်ကိုလည်းဖယ်လိုက်ဆက်တူးတဲ့အခါကျတော့ဘာသွားတွေ့လဲဆိုတော့ဓာတ်နဲ့စင်းနီတုံသွားတွေ့အဲ့ဒါတွေ့တော့အဲ့ဒါဖယ်ပြီးဆက်တူးတဲ့အခါကျတော့အသားတုံးသွားတွေ့သားတုံးတွေ့တော့အဲ့အသားတုံးဖယ်လိုက်ဆက်တူးတော့ဘာတွေ့လဲဆိုတော့နဂါးကြီးသွားတွေ့ဟာအဲ့ဒီနဂါးကိုမထိနဲ့အဲ့နဂါးကိုပူဇော်ပြီးတော့ပု္ပ္ပာ15ချက်လာပြီးတော့ပေးသွားတယ်
ဒီပု္ပ္ပာတွေကိုမြတ်စွာဘုရားမှဖြေနိုင်မယ်မြတ်စွာဘုရားတရားနာထားတဲ့တပိသာဝကတွေဖြေနိုင်တယ်ဗြဟ္မာကြီးလည်းဖြေနိုင်တယ်မြတ်စွာဘုရားတရားတော်တွေနာကြားဘူးတဲ့သူတွေကလွဲလို့ကျန်တဲ့သူတွေမဖြေနိုင်ဘူးအဲ့ဒီအမေကိုသင်သိကျင်လို့ရှိရင်မြတ်စွာဘုရားထံသွားပြီးတော့မနေ့ကျရင်သွားလျှောက်ထားပါလျှောက်ထားပြီးအဲ့ဒီတရားအတိုင်းကျင့်ပါလို့ပြောပြီးတော့ဗြဟ္မာကြီးကပျောက်ကွယ်သွားတယ်ဒါတော့ရဏိဒန်းပေါ့အဲ့တော့ဒီဗြဟ္မာကြီးကဘာဖြစ်လို့ဒီရှင်ကုမာရကတ္တဖဒီပု္ပ္ပာတွေလာမေးတာလဲဆိုတော့အကြောင်းကျိုးအဆက်တွေရှိတယ်ဘယ်ရာပဲဖြစ်ဖြစ်အကြောင်းကျိုးတွေရှိကြကတ္တဗမြတ်စွာဘုရားသခင်ပြိဋိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက်ဘုရားတော်ဂေါတမမြတ်စွာဘုရားသခင်မပွင့်ခင်ကတ္တဗမြတ်စွာဘုရားအနှစ်2000နန်းမှာဘောဓိပင်ကပညောင်မင်းတဲ့ဘုရားတော်ဂေါတမမြတ်စွာဘုရားရဲ့ဘောဓိပင်ကဘာပါလဲညောင်ဗုဒ္ဓဟေဒီကဘာမှာဗဒ္ဒကဘာမှာအစာဆုံးပွင့်တဲ့ကောကုတ္တမြတ်စွာဘုရားတတော်အပြင်နှစ်4000နန်းမှာသူကကုတ်ကူဘောဓိကောကုတ္တမြတ်စွာဘုရားသခင်ပြီးတော့ကောနာကမနမြတ်စွာဘုရားပွင့်အနှစ်3000နန်းမှာရေတဖန်ဘောဓိကတ္တဗမြတ်စွာဘုရားသခင်ကအနှစ်2000နန်းပွင့်ပညောင်မင်းနဲ့ညောင်ချက်လို့လည်းပြောတယ်တို့မြတ်စွာဘုရားကြတော့ညောင်ဗုဒ္ဓဟေတဲ့ဘောဓိညောင်ဘောဓိညောင်မြတ်စွာဘုရားပွင့်တဲ့တစ်ပင်ဟာဘောဓိပါပဲရေတဖန်လည်းဘောဓိပဲကုတ်ကူပင်လည်းဘောဓိပဲဘောဓိဆိုတာမဲ့ဉဏ်၄ပါးကိုဆိုလိုပါတယ်တက်တန်းနေမတူကြအောင်ကျန်တဲ့ဘုံတကုတွေပညာတွေကတော့တူကြပါတယ်အဲ့ဒါကတ္တဗမြတ်စွာဘုရားသခင်ပြိဋိနိဗ္ဗာန်စံတော်မူပြီးတဲ့နောက်သာသနာဆိုးရုပ်လာတဲ့အချိန်ခါမှာနောက်ပိုင်းယဟန်တန်ဃာတော်တွေမြတ်စွာဘုရားစကားနားမထောင်တော့တငယ်ချင်း9ယောက်တိုင်ပင်ကြတယ်ယဟန်တော်တွေပေါ့သမ္မာသမ္ဗုဒ္ဓမြတ်စွာဘုရားဆိုတာလောကမှာပွင့်မှုအမတန်ခဲရင်းနေဒီသာသနာတော်ကြီးမကွယ်ခင်တို့600တရားသူတရားမြတ်တွေ့ရအောင်ကြိုးစားတဲ့နဲ့မြို့ထဲရွာထဲမှာဆိုရင်အကုန်လုံးကအကျင့်တွေဖောက်ပြန်ကုန်ကြပြီတို့လည်းရောပြီးတော့ဒီမကောင်းတဲ့အလုပ်တွေလုပ်လို့ရှိရင်တို့လည်းပဲအပယ်ကျသွားလိမ့်အဲ့တော့သေရင်သေပြီးတောထဲမှာသွားပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုကျင့်ကြံကြိုးကိုအားထုတ်ရရင်ကောင်းမှာပဲလို့တိုင်ပင်တဲ့အခါကျဘုလုံးသဘောတူကြတော့ပြီးတော့ယဟန်တော်9ပါးတော်တယ်သွားကြတောင်ကြီးတောင်နဲ့ဥမာပိဋ္ဌာတော်ဦးဇင်းတို့မြန်မာနိုင်ငံပုပ်ပါတောင်ကြီးကဲ့သို့တောင်ကလတ်ကြီးပေါ့တော်ခက်ခဲရင်တက်ရတယ်လှေကားနဲ့တက်ရတယ်ပြန်ဆင်းရင်လည်းလှေကားနဲ့ဆင်းมาရမဒီတိုင်းဆင်းလို့မရ9ပါးလုံးအဲ့ဒီပေါ်တက်ပြီးတော့မထေရကြီးကမေးတယ်အရှင်တို့အသက်ကိုငဲကွက်တဲ့သူရှိရင်ပြန်ဆင်းပါခုနေချိန်ရသေးတယ်ပြန်ဆင်းငါတို့ဒီလှေကားကြီးကိုဖြုတ်ပြတော့မယ်ဘယ်သူပြန်ဆင်းမလဲဆိုဘယ်သူမှမဆင်းဒီလှေကားဖြုတ်ချလိုက်လို့ရှိရင်ပြန်ဆင်းလို့မရတော့တကောဘိညာဉ်ရမှာပဲဆင်းလို့ရမယ်တကောဘိညာဉ်မရရင်တော့ဆင်းလို့မရတော့ဆင်းလို့မရရင်လည်းတေဖို့များတာပဲဘာလို့ဆိုတော့ဆွမ်းအာဟာရတွေပါပါမသွားတာရေလည်းနည်းနည်းပါပဲအဲ့ဒါအကုန်လုံးသဘောတူတော့လေကားကြီးကိုဖြုတ်ချလိုက်အဲ့တော့9ပါးလုံးအဲ့ဒီပေါ်မှာဝိပဿနာတရားတွေကြိုးစားပွားများအားထုတ်ကြသူတို့ဘယ်မှမတွေးနိုင်တော့သူတို့မကြခင်သေတော့မှာပဲစာအာဟာရမှမရှိတော့အဲ့ဒီလိုကြိုးစားအားထုတ်တာကိုမြတ်စွာဘုရားအတ္တကိလမထားလို့မဟောပါဘူးဓမ္မမြတ်တယ်ကျင့်မယ်တဲ့မှန်ကန်ကျင့်အသေးခံပြီးတော့ကျင့်မိမယ်လို့မစ္စည်းမပရိပဒါထဲမှာဝင်တယ်ကျော်နည်းနည်းပါးပါးလေးတရားထိုင်တာနဲ့နိုင်ဝက်ကြော်သွားတာနဲ့တချို့ကအတင်းဖြုတ်ခိုင်းတယ်ကိုညှင်းသေးတယ်ကိုညှင်းသေးတယ်မလိုဘူးအဲ့ဒါလေးယောဂီတို့သတိထားဖို့မြတ်စွာဘုရားတရားတော်တွေလေ့လာကြည့်ဖို့ဒီယဟန်တော်9ပါးဟာအသိခံပြီးတော့ကျင့်တယ်ရေလည်းအလုံးလောက်ပါမသွားဘူးစားစရာတောက်စရာဆွန်းနေလည်းပါမသွားဘူးတောင်ကြီးပေါ်မှာကျင့်ညမြတ်စွာဘုရားညွှန်ကြားထားတဲ့သတိပဋ္ဌာန်၄ပါးကျင့်ကြံကြိုးကိုအားထုတ်ကြ
Beluma la Juru Mea, down you woma. Hello, Ginger Jogo Atoda, they can meet Ginger and Jogo Ato Desro. Mangana Nilane Ato Nida. A deco Mangequape, a thick can Joda Ato Daroma, a some of a mame. So, no, the Boba la Lanzin, Mandajan. So, an enemy be Mancanadane, go near the Abbey, dear tiny Amulubagua, a delicate Bida. Tamuria now so bowballing. Ludia Lema Arane, Malochinane, Gilidaria Miarane, Tatabu Nyonjare, Seari Nero, adoption. Chimabe, Tadana Shisha Bama, Tadana Tota Fuma Mishira. If she be Tadana Bad, Horom Yaso of Hadik, Tadana Bad, or my now Jarma, she may dear Yaso of Hia, Wema, da, the Bawa Veta, Bama. Codala many message out at the Pimabe. At the Bawa de Auro, Dalu mea. Nimido a chain me Roma, a true Juda, Meanhula. Era Miru Juda Bube. The Bawa or Dwama, but the Pipi Dwama. Amduda Jopia, the Jobdomi, the Yibo body. Oh, Booty. Ye Boodia, Algo milk day. Netara Machida do the Amari. They a Bejama Boguria, Temple me. Pinya to the only Matembo Muley me. Say they are Jedideo like I did. Jedidi 12 years. Pinya to the only Piali me. That other no by my Pime diari, Pime Chinyari. Peluma Yeno meow, Peluma Shawno meow, Pimave. Aramimido, Memian Sanandia time around la. Ada lady, alone to how. So I do the Kajaro, Tanya Lone Kajaro, Matthew Gizo ha, Yahana Psatore, Payne Leia. And then Obama Bune say it have Ato Jazz, Miao Joani, Sonkan Vido. Sonkan Sony, go long with her. What Lemacam? The video Judah Mapia, Shimpialo, Omion Judah, Shimpia song, Lemacamea de Net, Bluma Lemacam. Abaluma Beru Mia never material than a Joa. Now, Tenijaro, Tudia Matiga, Anagam Pit. To Lebe Benyan the Godia. To Lebe Miojoma, Sonkan with a Janet Dudio. Topana Boli, Soma Masadi. Having a Janet Dudia Lemacam. The video lay Shimiaro Lube Omion Judah Mapia. Shimiaro can be the song of Sabido. Ato and video to Boss Hard Valley me. Adani said that. At a Lemacam, Ada never, Anagan, Mati Lebe, Tenia Joa. At the Roha, Deaya on Judah Rabe, Paramia, Mayinjet Diro, Yampinia Mayinjet Diro, Sayida Biabido, Adipoma. A column piano mujare. Anaga Matigado, Toda Wadang Habon Yautwa. Yana Matiado Brainy Van Sandwarabo. A good ma, Shingumara Gadapao, Labido, Tribida. Hold on, Atudu, Atopo, Atope. Anaga, Tutia Matibo. Anagam Shibido Dua. Piama Bima, Piama Ipin, Anagam Piama Ipin. Toda Wadang Haboma, Anagana Yahana Shija. Yahana is why Yahana Pibima, Toda Wadang Abon Yauda Mohu. Anagam Boane Yautwara. Hujaro say out of door Yahana Pija, Ariani Brainy Van Sanya. Edo Una Yahano Ngaba, Papia Dwabale. Jano Mudwaja, the Cabe, Jano Mudwara, Nabi Chota Yautwara. Edo Ade Kami Juda Lolebe. Toro Judah lamp man it. Nasabia diaro dine Judah or Tributani Judah Ato in it. Saida Biabido Sudi Duaro. Laurina Nabia and it has said a bordella outside. Piana Suja Calabalo. Nabi Mai Genleare. Pibi Sonum Chanyan Dadane. At they can Jimmy Melu. Nasabia diaro dine Geno. They Duara Mabe, Lampa Maula. It had the Habo draw.
Storinga Warrior. A yo join the ye join the a jaw join the a do it that he can't chow to have the Aru Diamia Maya, no more so good. Henry Tajango Bama le Bavare, going at the Mangagua, yes, and Miami. Lando Mayo, Lemon Meow, Tau Shot Wayam, Shadow Piaid, Sasutara. I don't know Babali Bemana never the Chua. Gomaluchina never, Nenali Bemana, Ada Gilamata, go near there. Go near there. Taloi Bionia. I don't down the Adocina Bogua, Amadocino, the Rubiorane. The Atina Roma, I would have boat him and here the Lupin. Then we see our Pia the new such a night of Tina. At the ma, naming a lot of Samaruma Baba the South de Shibare, the Kejuza Lore, Shadori. We will see our Pia Mera, Nasalina. My penny out of there. The manning a Malay Luciaro Shiba, Tomuluciaro Pia. Now, who tap at Madila Shiba, the Audi Shijara, Mido Madido. Out of Nijara, Miyaji Babe. Tabinello, Adilu, a same man, Siaroria, Miado Apien. Take Bido, Mabiomo Hojao, Kuba Gobet, they are Atonia. Don't Atonija. Get it up, Pimaso, take Mabio. You're to a near about. Era, Rono, Mamma, the Janu. Within or Jonro, Tete, pure. Sabi Bina Dade, Sierra Pia, or take me pure, never Baba pure. Within no Matata Boguria or Tete pure. Papilo Lesro. You sorry, Mamma solo. Nelly Beman can also a medroa. Go near the lobby. Sama Savage in Alamho, Nebulan Alamho, Yedes in Alamho, Subot in Alamho. Kuba the Ashumani Rabe, Penana Time Time. Say good yen Ramho. The Ashumani is so yen, Adagilam have Pibam. Mezima Baribabe, drawn. Mimi web ship, Mimi abounding a web ship. You some Malushin, 3 beja. 3 beer than a Malina Ramadan hangboard. The Azura. Oh, Nerilo didn't hammer, Chimesi love jar. Nana illo time melu, Mantama, and I love yar. Hang out of tiny memoremau, Carl and Ares, Roga Lenares, or the Sangamine Domia over. Nerilo didn't hammer, Chimesi love jar. Urma says better than it. Lan and Nine Chibi Ubo Song to the Shide. Nidang, dear, I told the book good Shide. Good don't it have. Yampianari don't it have. Taman in Eji no Tulu Golo Babe to let you go let you a Bahama tubo. Dabine. Good Jemadu, the Charlie, Yampiana Jelamadu. Yampiana the Bobiona, no drawn. Wamiga Tosra, Yampiana Shide, Yanoru. Hot had it, yeah. I got one Yasabia they can now by my I do Auto Jade, Auto Bay, Hano, Konaba, Tavar, or Brainivan Sandovi Choba. Tavaga, Nagan, Pibidom, Toda Wadang Abuma, Piamai Pit, Nabajan, Nabadi, Shindaba, Malamen with the Menali Pit, the Conanet Dane, Yana Pitware. Honane Daline Babelu Yana Pitele, oh, Sinaji bound on. A day can be out of Kedamala. Kadwa Miazabia, they can't Adana Nobema, through Yano, Naba, Konaba, Naba, Tapaga, Yana Pit Tapa, and Nagan Soro Naba Janamala. I Naba and Nabadeka, Shintapa. A good Miazabia letter ma to Labiro Mala, many a tala pit. Oh. To Miazabia Mabuanga, Nabi Chaudama, a tenor be out like all Nabi out like net seething China, Kansas and that. A good Miazabia letter ma, Labiro, Conanetan, a Yana Pit, at a Baja Mali. A they can be Ato Kelu, Yoido, Daleu, Yeneu, Soedoama. Yoido Bemankami Ato da Chini Pibamla. A Gumaya le Nauyama, Nauyabo, Tauba. Hello, take my auto china.
ဟာမင်းတို့အားထုတ်ပြန်လာတာဘာမှန်းရခဲ့လဲကွာလူပြင်းနေရမေးတတ်တယ်နော်တို့ကအမထုတ်ချင်တာနဲ့ဘာမှဘာတူးမှလဲကွာထိုင်နာမှာပေါ့ဒီလိုပြောတာတွေမရှိဘူးလားအဲ့ဒါဘယ်လိုလူမျိုးတွေပါလဲပြင်းတဲ့သူတွေဖြင်းတဲ့သူတွေအဲ့ဒါတရားအပေါ်မှာမယုံကြည်မလေးစားတဲ့ပုဂ္ဂိုလ်ကလူဖြင်းနေပဲအဲ့ဒါလူပြင်းနေပဲကိုယ်တိုင်လည်းမလုပ်ဘူးသူများလုပ်တာလည်းပဲကိုလုတ်ကလန်လိုက်လုပ်တယ်မလားတောင်းမလုပ်ဖြစ်တော့ဘူးအဲ့လူတွေပြောတာနဲ့ပဲတချို့လူငယ်လူရွယ်တွေနားရောက်ပြီးမလုပ်ဖြစ်တော့အခုကတ္တဝမြတ်စွာဘုရားသခင်နောက်ပိုင်းမှာဒီ၅ပါးအသိခံအားထုတ်တော့နတ်ပြည်မှာလည်းကျင်လည်ရတယ်နတ်စည်းစိမ်တွေခံစားဆန္ဒရတယ်အခုလူပြည်ရောက်တော့လည်းပဲခုနှစ်နှစ်သားနဲ့ယဟန္တာဖြစ်တယ်ကဲတရားအားထုတ်ရတာအမတန်အကျိုးမများဘူးလားတော်အဲ့ဒါသိရင်ကြိုးစားကြတာပေါ့ဟုတ်တယ်မလားမသိတော့မကြိုးစားဘူးပေါ့မသိတော့မိမိရောပေါ့ဆဆပြောနေသေခဲဆိုပြီးတော့အပျော်ပါးတွေလိုက်စားနေပျော်ပါးတွေလိုက်စားနေသေခဲမဟုတ်ဘူးဗျာမြန်သေးမှာပျော်ပါးလိုက်စားတဲ့လူကမြန်သေးတာပဲသေပြီးတော့ဘယ်ရောက်ဖို့များလဲပယ်လေးပါးရောက်သွားမယ်လိုက်စားမှာတရားလိုက်စားမှာနော်တော်ကိလေသာမကင်းသေးတော့လည်းပဲဘာကိုလိုက်စားရမလဲတရားကိုများလိုက်စားပါနောက်နံပါတ်2ကရှင်တတ်ပပြီးတော့ပုဂ္ဂုတာတိမင်းကြီးပုဂ္ဂုတာတိမင်းကြီးကလူပြည်ရောက်လာတဲ့အခါကျတော့တက္ကသိုလ်ပြည်မှာရှင်မြင်းကြီးဖြစ်တယ်ဗေမိတာရမင်းကြီးနဲ့အပြန်အလှန်စာဆွဲသွဲပြီးတော့ချစ်ခင်ညဗေမိတာရမင်းကြီးကနေပြီးတော့အာနာပါနအားထုတ်ပုံနေဘုရားတရားတန်ခါရဲ့ဂုဏ်တော်ကျေးဇူးတော်တွေရွှေပေလာမှာရေးပြီးတော့ပို့လိုက်တော့အဲ့ဒါကိုဖတ်ပြီးတော့တခါတည်းနန်းတော်ပေါ်မှာတင်အားထုတ်တာအဲ့ဒီပေါ်မှာတင်ဇန်နေရတခါတည်းသူ့ဘာသူဇန်နေပါတွေပယ်ပြီးတော့မြတ်စွာဘုရားကိုရည်မှန်းပြီးယဟန်ဝတ်မြတ်စွာဘုရားရှိတဲ့နေရာကိုမှန်းလာရာဇဂိုမြို့ရောက်အိုးတယ်ရဲ့တဲမှာအနားယူချီချင်းလျှောက်လာတာတက္ကသိုလ်ပြည်ကနေအဲ့ဒါမြတ်စွာဘုရားကြွသွားပြီးတော့သွားပြီးတရားဟောဓာတုဥပ္ပင်္ဂတုတ်ဟောအနာဂံတည်သွားတယ်အနာဂံတည်တော့သူဟိုးတော့အာဟုတုလုပ်ခဲ့လို့အဲ့ဒီမျိုးသမီးကမကျေတတ်လို့ဘလူးမဖြစ်နေအဲ့ဘလူးမနွားမအောင်ဆောင်းပြီးတော့ဝှေ့တတ်တော့ဟောသူလည်းယဟန်တော်မွေးရသူတေဝါတယ်အနာဂံဖြစ်မှတေတော့သုဒ္ဓဝါဒဘုံရောက်သွားတာပေါ့ဟောနိဗ္ဗာန်ရောက်ဖို့မကျင်းသေးဘူးလားဟောဒါဟိုတော့အာထုတ်ခဲ့လို့မလားတော်အောင်နတ်စည်းစိမ်တွေလည်းခံစားရတယ်နတ်စည်းစိမ်တွေခံစားတာပြီးသွားတဲ့အခါကျတော့အခုလူပြည်ရောက်တော့ယဟန္တာဖြစ်တဲ့သူနဲ့အနာဂံဖြစ်တဲ့သူနဲ့ကဲနံပါတ်3တော့တပိယပရမိုက်ဟိုတော့ကအယူဆမှားတွေကိုထိုက်လျောက်ဆွဲခဲ့တော့အခုလည်းပဲအယူဆမှားတဲ့သူရဲ့မိဘတွေမှာသွားဝင်စားတယ်အယူဆတွေမှားတယ်သို့တော်လည်းပဲသူအသေးခံပြီးတရားအထုတ်ခဲ့တဲ့ကုသိုလ်ပါလာလို့အဲ့ဒီအနာဂံပြမကြီးကပဲသွားပြီးတော့ပြဿနာ20သွားမေးတယ်အဲ့ပြဿနာ20သူဘလို့မှမဖြေနိုင်ဘူးသူတို့ပရပိုက်တွေတည်းတယောက်မှမဖြေနိုင်ဘူးအဲ့မြတ်စွာဘုရားကိုသွားမေးလျှောက်တော့မှမြတ်စွာဘုရားဖြေကြအဲ့ဒါနဲ့ပဲမြတ်စွာဘုရားဓမ္မယဟန်ဝတ်တရားအထုတ်တော့ယဟန္တာဖြစ်သွားတယ်ရှင်တပ္ပလည်းယဟန္တာဖြစ်တယ်ပုဂ္ဂုတာတိမင်းကြီးကအနာဂံဖြစ်တယ်အခုတပိယပရပိုက်လည်းပဲယဟန္တာဖြစ်သွားပြီ3ယောက်ပြီးသွားပြီနော်တော်နံပါတ်4ဘာဟိယတိုင်းမှာဖြစ်လို့ဘာဟိယတကြွယ်ဘာဟိယတော့ကုံကူးတန်းသွားလာတဲ့အခါကျတော့တင်မောပြက်တော့ပစ္စည်းမဘုရားဒီဘဝမှာယဟန္တာဖြစ်ရမယ့်ပုဂ္ဂိုလ်ဆိုတော့တင်မောပြက်ပြီနဲ့သူကမသိဘူးပြင်းကြကလေးနဲ့ကူးလာတော့တုတ်ပါရကတင်မောစိတ်မှာလားတင်းနေတယ်လားတင်းတဲ့အခါကျတော့အကုန်လုံးဥပ္ပစာတွေကရေထဲပါသွားတာရေထဲပါသွားတော့ကိုယ်လုံးဖြစ်နေတော့အစားအသောက်သွားတောင်းတဲ့အခါမသိတော့ဘူးဆိုမယိုးအပင်ရဲ့အယိုးလေးတွေအကုန်စီပြီးတော့တစ်သားချောင်းလေးတွေပေါ့လေစီပြီးတော့ဟိရိဩတ္တပလုံအောင်ပေါ့လေစီပြီးတော့အဲ့ဒါလှုပ်အဲ့ဒါအဝတ်ကလေးဝတ်ဒုတ်ချောင်းလေးတွေစီပြီးတော့မရှိမှမရှိတာကိုရှိတာလေးလှုပ်နောက်နတ်စင်ကနေပြီးတော့နတ်တင်ထားတဲ့အိုးတွေကိုအဲ့မှာအိုးချမ်းပဲ့တွေယူပြီးတော့သွားပြီးတော့တင်မောစိတ်မှာသွားတောင်းတာပေါ့ထမင်းစားလို့အဲ့ဒါကိုလူတွေကနေပြီးတော့အမတန်ချိုးကြံတဲ့ပုံကိုကြီးပဲယဟန္တာပေါ်မယ်ဆိုတာဒါနဲ့တူတယ်ဆိုပြီးတော့သူယဟန္တာကြီးဆိုပြီးတော့ဝိုင်းပြီးတော့ပူဇော်ကြအဲ့ဒါနဲ့ပဲသူကပစိုးတွေပါတွေပေးတော်လဲမဝတ်တော့ဘူးသူများယဟန္တာဆိုသူ့ကိုသူယဟန္တာလုပ်ပလိုက်အဲ့ဒါနဲ့ပဲသူตายရနေတော့ခုနသူ့တငယ်ချင်းဗြဟ္မာကြီးကလာပြောတာပဲခုနဗြဟ္မာကြီးကအတူတူအာထုတ်ဖို့အာထုတ်ဖက်
သင်ယဟန္တာမဟုတ်ဘူးယဟန္တာအကျင့်လဲသင်ဘာမှသိတာမဟုတ်ဘူးဘာဖြစ်လို့ယဟန္တာအောင်ဆောင်းနေတာလဲတကယ်ယဟန္တာအစေကတာဝတိပြည်ဇေရွန်ကျောင်းမှာမြတ်စွာဘုရားပွင့်နေတယ်အဲ့ဒီကိုသွားတန်ငယ်ချင်းတာဝန်ကြီးတာပြောပါတယ်မိတ်ကောင်းဆွေကောင်းဆိုတာအဲ့တော့ညာတွင်းချင်းသွားတာပဲအဲ့သွားတဲ့အခါကျတော့ဟိုကျတော့မြတ်စွာဘုရားဆွမ်းခံနေတော့ရောက်သွားဆွမ်းခံတဲ့နေရာကိုလိုက်သွားတာပဲမြတ်စွာဘုရားသူ့ချက်ချင်းတရားမဟောသေးဘူးမောပန်းလာတာကိုဝိရလာမောပန်းလာတော့နှစ်ကြိမ်လျှောက်တရားဟောတော်မူပါဘုရားတရားဟောတော်မူပါဘုရားသူပင်မန်းတယ်မြတ်စွာဘုရားကနောက်၃ညင်ကြတော့မှဒိဋ္ဌိဒိဋ္ဌမတ္တံဘောဟိတတိသူတိသူတ္တမတ္တံဘောဟိတတိအဲ့လိုဟောလိုက်တဲ့အခါကျတော့ကျင်းအပြင်ဟောလိုက်တော့အဲ့တရားနာပြီးတော့တရားလဲဆုံးရောယန္နာဖြစ်သွားတယ်ခိပ္ပဘိညာဣတထရတယ်အဲ့လိုမြန်မြန်ဆန်ဆန်ပါဖြစ်လို့တရားဓုတရားမြတ်တွေရသွားပါလိမ့်အတိတ်ကတရားအားထုတ်ခဲ့လို့သူတော်ကောင်းတို့အားထုတ်ရတာဝမ်းသာဖို့မကောင်းဘူးလားသူတော်ကောင်းတို့ကြိုးစားပြီးအားထုတ်ကြဟာပဲခက်ခဲတွေ့ဒီဘလောက်ပင်မအခုတရားဓုတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တွေကအခြေအနေအကြောင်းမဲ့တက်ရတာမဟုတ်ဘူးဟိုးအတိတ်တုန်းကကြိုးစားခဲ့တဲ့အကြောင်းတွေပါလာတော့သူတော်ကောင်းတို့လည်းဟိုတုန်းကကြိုးစားခဲ့တဲ့အကြောင်းတွေပါလာလို့ဝိပဿနာဆိုရင်အားထုတ်ခြင်းနဲ့တရားနာခြင်းနဲ့ဘယ်တိုင်ငါရဲ့ဘယ်ပုဂ္ဂိုလ်ရဲ့ပုဂ္ဂိုလ်မရွေးပါဘူးတရားကိုတခါတည်းစိတ်ထဲကမြန်နှိုးနေတာတရားမြန်နှိုးတဲ့စိတ်ဆိုတာအတိတ်ကစီးဘူးခဲ့လို့အတိတ်ကမစီးဘူးတဲ့ပုဂ္ဂိုလ်ဆိုရင်တရားဆိုရင်ကြားတာနဲ့ကိုသူတို့ကတခါတည်းမကြိုက်ဘူးဖြစ်ရှုပ်စံတရားအထုတ်မယ်ဆိုရင်ရှုပ်မဲ့သွားတာပဲလူတန်းတာဆိုရင်သဘောကျလူမဲ့တန်းမဲ့ပေးမဲ့ကမ်းမဲ့ရိုးသေးမဲ့ဆေးကုပေးမဲ့တရားအထုတ်တာတော့လာမပြောနဲ့ကြိုက်ဘူးအယူဆတွေမှားကုန်တာဟောတဲ့ပြောတဲ့ပုဂ္ဂိုလ်တွေကလည်းအဲ့လိုပေါ်ဆာသာပြောလိုက်တော့ယူဆတွေမှားကုန်တာတိတ်တနာဖို့ကောင်းတယ်လူငယ်လူရွယ်တွေအားထုတ်နိုင်တဲ့အင်အားတွေရှိပါရဲ့သားနဲ့ဟာအတိလေးကတ်ထားပြီးတာပဲကွာဉာဏ်အလုပ်ပဲကွာဉာဏ်နဲ့နေပြီးတာပါပဲလောဘဒေါသမောဟတွေမဖြစ်စေနဲ့ပေါ့ကွာစိတ်ကလေးထိန်းထားပေါ့ပေါ်ဆာသာလုပ်ပလိုက်ယောဂီတို့လောကီပညာတွေတော့ပေါ်ဆာသာသင်လို့ရရလားနှစ်နဲ့ချီပြီးတော့အများကြီးကြိုးစားရတယ်ဟုတ်တယ်မလားလောကီမှာတဘောဆာတဏ္ဍဆာတော့တတန်တရားလုံးကောင်းစားဖို့အိုနာတိဒုက္ခတွေအကုန်လုံးချုပ်ငင်းတဲ့နိဗ္ဗာန်ရောက်ဖို့ပေါ်ဆာသာရပါမလားသူတော်အဲ့ဒါသူများပြောတိုင်းမယုံနဲ့ဘသူပြောရန်တမ်းမယုံနဲ့ဝိပစ္ဆဝါဒဘုရားဝါဒဝိပန်ဆန်းစစ်ပြီးတော့မှယုံတကယ်တရားရသွားတဲ့ဆရာတော်ဘုရားကြီးတွေရဲ့ဩဝါဒတွေကိုသူတော်ကောင်းတို့စာအုပ်လေးနဲ့မှတ်ထားကြတဲငူဆရာတော်ဘုရားကြီးတို့ဝေဘူးဆရာတော်ဘုရားကြီးတို့မောဂုတ်ဆရာတော်ဘုရားကြီးတို့ကျေးဇူးတော်ရှင်မဟာသီဆရာတော်ဘုရားကြီးတို့စွန်းလွန်းဆရာတော်ဘုရားကြီးတို့ထုတ်ပတ်တိတွေရှိပါတယ်ဗျာမြန်မာနိုင်ငံအမတန်ထူးခြားတဲ့နိုင်ငံထုတ်ပတ်တိတွေစာအုပ်တွေရှိပါတယ်အဲ့ဒါတွေသေချာသိမ့်ထားတာမှာသေချာအဲ့ဒါလေးတွေအကုန်လုံးသိမ့်ထားတာမှာအမတန်ဖိုးတန်တဲ့တရားတွေပါဠိပါမပါလက်တွေ့တရားတွေဟောသွားတာတကယ်ကြိုးစားသွားတဲ့ဆရာတော်ဘုရားကြီးတွေဆွမ်းလုံးဆရာတော်ဘုရားကြီးဆိုလဲညာလုံးပေါက်လို့ပဲမညံဖုန်ညာနေရတာကိုည10နာရီကျော်ည10နာရီကျော်ည10နာရီကျော်ပထမမဲ့ဒုတိယမဲ့တတိယမဲ့မဟုတ်ဘဲနဲ့ဘယ်လိုလုပ်ပြီးတော့ကြွားဝါပြီးဘယ်လိုလုပ်ရေးမလဲတဲငူဆရာတော်ဘုရားကြီးဆိုလဲဒီတိုင်းပဲပြမကြီးတွေတရားမင်းကြီးတွေလာတောင်းပန်တာတွေခါရေးထားတာပဲကျေးဇူးတော်ရှင်မောဂုတ်ဆရာတော်ဘုရားကြီးတို့ကျေးဇူးတော်ရှင်မဟာသီဆရာတော်ဘုရားကြီးတို့မညံဖုန်ညာနေနဲ့ပတ်သက်တာဟောပြောပြတာတစ်ဖက်ကပရိယတ္တိစာပေရကျွမ်းကျင်တဲ့အခါကျတော့တဲငူဆရာတော်ဘုရားကြီးတို့ဆုံးဆရာတော်ဘုရားကြီးတို့တိကျတခါတည်းမပြောတော့လည်းပဲတိကျပြောနေတဲ့အတိုင်းပဲဒါပေမဲ့လို့စာပေနဲ့တစ်ဖက်ကပြထားတာပရိယတ္တိကျွမ်းကျင်တာဟုတ်အဲ့တော့ဒီလိုဆရာတော်ဘုရားကြီးတွေရဲ့လုပ်ငန်းစဉ်တွေဩဝါဒတွေဒါတွေကိုဆောင်းထားရင်သူတော်ကောင်းတို့ကျင်းသေးတရားဥတရားမြတ်ရမှာပဲကြိုးစားလို့ရှင်အဲ့ဒါအပေါ်ယံလေးနဲ့သက်တာခိုတဲ့စကားတွေကိုနားမထောင်ကြနဲ့သူ့နေရာနဲ့သူသုံးညဒါနပြုခိုင်းတာသီလဆောက်တည်ခိုင်းတာကောင်းပါတယ်ကြီးညိုဖို့ကောင်းတယ်ဝေယဝိဆလောက်ကြဟေးတန်ဃာတွေကြီးညိုကြကောင်းပါတယ်ကောင်းတာတော့ကောင်းတယ်ယူရမှာပဲတရားကိုပေါ်ပေါ်ဆဆလုပ်ရင်တော့ယူသင့်မှာမလားမယူသင့်ဘူးသူတော်ကောင်းတို့မယူနဲ့
Yao Maposane. Go near there will be Yoram Hobu, no drawn. Go near there will sue at that time or years same with Yoram Hobu. Mizima Baribera Landemal, a big Hamijan, she did drawn. Drawn a low guy in the Yaburoma, a Gigi Bemakana, Siakana, Mishula. Logi Maroma, the low Bemanka, that's so middle, Nangaya Chala, son lara, mute midis. Pabe, they come out there to son lara. Logi gates are on so anti. Posa Masolu, 3 bin and all wrong. I go at the Kami Jodare Mati Nava Jiba Shindabaga Yana Pit. Pogu Daddy Minia and Nagam Pit. Tabia Barabale Yana Pit. Bahia. The Dali de go, the Chongli de go see what Daru Sidia Tatel. Bahia Daru Sidia. Do never Kaiba Banyan at Yana Pit. Yana Piedo, Alubedu, a day to my, you look at the Agudo Ganya, Paluma, Norma on some who is that later. I do never bring even San Noara. A lay babi dwabi, the Baba Janot. Shingumara Kataba. Shingumara Kataba let the Ajudani Rabe, and that doima. Joda be made to do my out, Kimia Whoopie. Kimia Whoopie in the Kajara. Ari Biamaya do a G now, do the agent pay only the lay. Kaliana made that, make on Swigon, do the agent pay only the lay. Palumian Keke doing. Oh, Shingumara Kataba, the Baba Jano, the Atopo Atopedi. How do the arrow Ato de, would it the Amayan and do? To Posa Mima, the Tabia Barabilu body. Posa Mima. She posa pay up or may pay up, she jalo sheno, to Mimas and the Arudia Yama, be so bido. At a Nyaba Malabido, Beku Yahan, Matamu the Kushi de Madmaso Dinama bet Almoishi the Lulu, Ubamana Bora, no drawn. Tamoi the Kushi de I Damoia, Tamoi. I Damoia Nyaba Jaro Miguri Twede. Negin Jaro, meet it out there. Sabona ye, the Pili, Labido. Pauduna do de, Sabona ye, the Pilu, Pauduna do kind. Paudune, Pauduye, Pauduna do die. She by my corner chessy, Piambio Baume. Damo yet, Damo eat a cook. Dai Damoya Nyajaro Miguri, Twede. Negin Jaro Midi, Twede. Oh, another car, Sabona ye, Sabona never lay. The P, the Billy now Paudu, chop. Do de, Cone, she bang corner check. So Jijaya, Jidroche Masi Siaro Pia Sasotara. Migo Nika, Nema Mibio. Tombo Mila Saya Miaga Tabila A Paudu Dwapin Queja Zia Pola Mendo Payo Duya Langua Namoa Sabya Yezi Lanyit Deli Dasin Dini Tuibi Ada Nanaga Sanga Wasa Ascendi Migo Nika Nema Mibio Tombo Mila Saya Miaka Tabila A Paudu Dwapin Queja Zia Pola Mendo Payo Duya Langua Namoa Sabya Yezi Lanyit Deli Dasin Dini Tuibi Ada Nanaga Sanga Wasa Ascendi Migo Nika Nema Mibio Tombo Mila Saya Miaga Tabila A Paudu Dwapin Queja Zia Pola Mendo Payo Duya
兰瓜南摩萨比亚耶子雷涅德里达森迪尼对比阿达南那个圣阿沃萨阿森迪哎，ချမ်းသာတယ်လို့နာလို့ရပါအဲ့ဒါပြဿနာ15ချက်ပေါ့ပု္ပ္ပာ15ချက်ဒါမြတ်စွာဘုရားမှာဖြေနိုင်မယ်မြတ်စွာဘုရားတရားနာထားတဲ့သာဝကတွေမှာဖြေနိုင်မယ်သင်မသိလို့ရှိရင်မြတ်စွာဘုရားထံသွားမေးပါမြတ်စွာဘုရားဖြေကြားတာကိုသေချာမှတ်သားပြီးတော့ကျင့်ကြံကြိုးကုပ်အားထုတ်ပါလေလို့အဲ့လိုပြောပြီးတော့မြမကြီးကသူ့မြမပြည်ပြန်သွားတယ်တန်ငယ်ချင်းကောင်းမယ်အတူတူအားထုတ်ဖို့အားထုတ်ဖက်အဲ့ဒီပြင်သုတ်တန်နေမှာလည်းပါပါတယ်။ဥမာယောဂီတွေတရားအထုတ်တယ်တရားအထုတ်တဲ့တငယ်ချင်းတွေပေါ့။တချို့တငယ်ချင်းတွေကအရင်သေးသွားတော့နတ်ပြည်ရောက်သွား။နတ်ပြည်ရောက်သွားတော့ဥမာအထုတ်တော်မက်တွေဖူရီရကြ။ကျန်တဲ့သူကလည်းနောက်သုတိပြကျွေကွယ်လွန်ပြီးတော့နတ်ပြည်ရောက်သွား။နတ်ပြည်ရောက်တော့တကယ်လို့များမိတ်လျော့ပေါ်ဆပြီးတော့ပျော်ပါးတွေလိုက်စားနေလို့ရှိရင်အရင်ရောက်သွားတဲ့နတ်သားနတ်သမီးတွေကသိတယ်။အားလုံးနဲ့အတူတူအထုတ်ခဲ့တာပဲ။စိတ်ချွန်ကြုံကြီးမှာပေါ့လေတူတူအားထုတ်ခဲ့တာပဲအခုငါတို့ကတော့အရင်နတ်ပြည်ရောက်နေတယ်ဟိုနောက်မှတို့ရောက်လာကြတယ်နောက်မှရောက်လာကြတော့အခုကြည်သန်းတို့ပျော်ပါနေကြတယ်သတိပေးဦးမှာပဲတကယ်ချင်းဟိုတုန်းကတို့အတူတူအားထုတ်ခဲ့တာမင်းမှတ်မိသေးလားမင်းအဲ့တရားတွေပြန်နှလုံးသွင်းလေမေ့နေဦးမယ်မေ့နေလို့ရှိရင်နောက်တစ်ခါပြန်ပြီးတော့တရားရဖို့မလွယ်ဘူးအဲ့ဒီလိုအရင်ရောက်နေတဲ့နတ်သားနတ်သမီးတွေကအာထုတ်ဖို့အာထုတ်ဖက်တွေကတတိပေးတဲ့အခါကျတော့ပြန်တတိရဟာဟုတ်သားပဲတို့တရားအာထုတ်ခဲ့တာအတူတူအာထုတ်ခဲ့တာပဲဆိုပြီးတော့အဲ့တရားတွေပြန်တတိရပြီးပြန်နှလုံးသွင်းလိုက်မကြခင်မဉ္ဇဉ်ဖုန်ဉ္ဇဉ်ရနိုင်တယ်တရားအာထုတ်ရတာအကျိုးမများဘူးလားတော့အဲ့ဒါကိုယ်ချင်းချင်းနေနောက်ကြတတိပေးကြပေါ့ဟုတ်တယ်မလားအရင်ရောက်တဲ့သူကနောက်မှရောက်လာတဲ့သူတတိပေးရဒါပု္ပ္ပာ15ချက်တောင်မိုကြီးရဲ့ညအခါမိကိုထွက်တာရဲ့နေရင်မိတောက်တာရဲ့ဆရာပုံနာကြီးရဲ့တပည့်ရဲ့ပေါက်တူးရဲ့ပေါက်တူးတူးတာရဲ့9ချက်ရှိပိုင်းရနောက်10ချက်ပြောမယ်အဲ့လိုတူးလိုက်တဲ့အခါကျပထမအဦးဆုံးမင်းတုတ်ကြီးတွေ့တယ်နောက်ကြတော့ဖားတွေ့တယ်နောက်ကြတော့လမ်းခွနှမွာတွေ့တယ်နောက်ဆက်တူးတော့ဆပ်ပြာရည်စစ်တွေ့တယ်ဆက်တူးတော့လိတ်တွေ့တယ်ဆက်တူးတဲ့အခါကျတော့ဓာတ်နဲ့စင်းတီတွေ့တယ်ဆက်တူးတဲ့အခါကျတော့ဓာတ်နဲ့တွေ့တယ်ဆက်တူးတော့နဂါးကြီးတွေ့တယ်အဲ့နဂါးကြီးကိုမထိနဲ့အဲ့ဒါကိုပူဇော်ပြီးတော့တော်အောင်လို့သင်္ကြန်ရှောက်အောင်မယ်နောက်နေ့မှဆက်ကြတာပေါ့ဤသို့ပြုရချမ်းမြအေးကြီးဘေးမဲ့မီသည်ရွှေပြည်ထုတ်ချလမ်းမကောက်ဖဲရောက်ရပါလို့ထိုဘဝကျင်လေရလေဒုက္ခဗေဒံယမအပေါမကောင်းဟုသမျှမတွေးရပဲတပ္ပအိဋ္ဌာမင်္ဂလာကိုရွယ်ကာတာတန်းရစီသောယနေ့ယခုပြုသမျှမြတ်ဘာကကိုမိဘဆရာမျိုးတဟာနှင့်ကိုမဆောင်ချက်ကိုဆောင်နကအရင်စား၍ရှိသမျှအလုံးစုံဘုံ31ဖြစ်သမျှဝေနေရတို့ရကြပါစေပေငှဝေသည်ညာထွေတာဒုခေါ်စေသောအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုအမြပြုတော်မူကြပါကုန်လောသာဓုသာဓုသာဓုပါဗျာဒီချိန်ဒီခါသူတော်ကောင်းသူမြတ်လောင်းများကုသိုလ်ကောင်းမှုရှင်များပေးဝေသောကု
ကုသိုလ်ကောင်းမှုသုသူတို့ကိုလည်းဘုရားတပည့်တော်တို့ကဝမ်းမြောက်ဝမ်းသာရိုးရိုးသေးသေးသာဓုခေါ်ပါ၏သာဓုသာဓုသာဓုပါဖျား